ဒီနေ့ရဲ့ခရစ်စမတ်လေးကိုတာမီမျိုးနဲ့တူပေါင်းမဲ့တောင်းသွားမှာဖြစ်ပါတယ်ဒါကတော့ဟော်ရီလောက်ရှိကတိုင်မီမှာ group ဖွဲ့ပေးနေတာပါနောက်ဆူစားဖို့တွဲဆိုလို့ကျေးဇူးများကြီးတင်ပါတယ်ရှင် ။ညာရောဒီပဲလေ။ခင်းကတော့ဒီဟာကိုသူတို့ဒီတောင်မှာဖွင့်မှာဟုတ်တယ်။ဒီဟာကိုလိုက်ရှာရမယ်။အများဆုံးရှာနိုင်တဲ့သူကပထမရမယ်။ ကျန်တဲ့တာမီတောင်ထီကိုလမ်းလျှောက်ပြီးမှသွားတာဖြစ်ပါတယ်ဒါကတော့အဝင်ဝါမှာတပ်ပုံလေးတူတူရိုက်ပြီးတော့အပေါ်မှာထီဆက်ပြီးမှလမ်းလျှောက်ပြီးမှတက်ပါတယ်ဒီနေ့ရဲ့ခရစ်စမတ်လေးကိုကလေးမိဘကတိုင်ပြီးမှလော်ရှုတို့ကကလေးတို့ကအတွက်ဆိုပြီးမှကြာဆန်ကြော်တွေကျွေးပါတယ်အသားမီမီကိုလည်းအရန်ပျော်တယ်ပြီးတော့အရန်လက်ဆက်ကောင်းတယ်လို့ပြောပါတယ်